มาโชว์จังหวะตัวเห็นเช็ดหาหน้าบ้านหรือมาปีดอกให้ดูเล็กเชงมาเลยเลยตีจะดูจังนี้ดิตัวเดี๋ยวน้องมาตอนนี้เราดิบเช่เราสลายได้เลยแต่เราเนี่ยตะเถาจะเป็นเราชิเล่เราดีหนึ่งเข็ดแล้วเราดีเราปีท่าปีทำไมจะเข็ดไปตานะเต็มท่าปีมันเนี่ยตะขานยาตะขาโอ้พิซซ่านี่เด็กข้าวอุดเนี่ยกูจุยดาบ้าด้วยเนาะแต่การเกาเนี่ยจอมตามีบ้าเนาะเราจุยดาใส่ชีเลสีเอ็มအခုလောက်တဲ့ចောင်စာလေးတွေကတော့ចောင်ကလေးလေးတွေအတွက်ပါစာမွန်ငါကြိတ်ထားတဲ့ဟာကိုကြက်အောင်လုပ်ပြီးရင်အေးခံထားမယ်ပြီးလို့ရှိရင်ဒီအိတ်တီလေးတွေထဲကိုခွဲထည့်ထားပြီးရေခဲတစ်တာထဲမှာတင်ထားရင်ကြာရှည်စားလို့ရပါတယ်နော်ကွေကအုပ်ကိုလည်းအမုံကျိတ်ပြီးဘူးထဲထည့်တင်ထားလိုက်တယ်ចောင်လေးတွေစားချိန်တန်ရင်ဒီတထုပ်နဲ့ကွေကအုပ်ကော်ဖီစွန်းနှစ်စွန်းရောပြီးတွေးလို့ရှိရင်သူတို့အရန်ကြိုက်ကြပါတယ်တခါတလေလဲကျူးပြုတ်နေပဲတွေးပါတယ်အပြောင်းလဲလေးပေါ့ခုလိုလုပ်ပေးတာကလည်းကြောင်ကလေးလေးတွေအာဟာရဓာတ်ပြေဝပြီးကျန်းမာဖို့ပါပဲကြောင်ကြီးကတော့အစာစိတ်ကိုစားနိုင်ပေမဲ့ကြောင်ကလေးလေးကတော့အစာစိတ်ကိုမစားတတ်သေးလို့ဒီလိုလေးလုပ်ပေးရတာပါ